ပုံနာငပြင်းတယောက်အကြောင်းကိုယ့်ရဲ့အလုပ်တွေကိုသူများကိုလှုပ်ခိုင်းရတာလွယ်လားကိုယ့်အလုပ်ကိုလုပ်ရတာလွယ်လားသူများအလုပ်ကိုလုပ်ရတာလွယ်လားဒီသုံးခုတရားမိတ်ဆွေတွေဘယ်ဟာလိုချင်လဲအဲ့တော့ခုနကငပြင်းပုံနာသူကဘာလုပ်လဲသူကအိတ်ပဲအိတ်နေမိမယူတယ်ကလေး2ယောက်ရှိတယ်အိတ်နေတယ်နောက်ကြမှထားလာပြီးရင်ဘာလုပ်လဲညနာတက်တယ်သွားတိုက်တယ်အစင်သင့်ပြင်ပေးထားတဲ့မနက်စာကိုသူစားတယ်စားပြီးတော့ရေမိုးချိုးတယ်ရေမိုးချိုးပြီးသူ့ရဲ့ကဒင်ကိုပြန်သွားတယ်ဆေးလေးတွေတစ်ခွာနှစ်ခွာတောက်တယ်ပြီးရင်လှဲပြီးတော့ဟိုတွေးဒီတွေနဲ့သူဆက်အိတ်တယ်ဆက်အိတ်ပြီးနိုးလာတယ်နိုးလာပြီးဟိုလုံးဒီလုံးနဲ့ပြီးရင်ပြန်အိတ်တယ်အိမ်လုံးလဲသူဘာမှမလုပ်ပေးဘူးအဲ့တော့သူ့မိမကနေပြီးတော့ပြောတယ်ဟိုမှာစိုက်ခင်းတွေရှိတယ်စိုက်ခင်းနဲ့ဆင်းပါအလုပ်တွေဘာတွေသွားလုပ်ပါလားပြောတယ်သူ့မိမပြောတော့သူကမျက်စိတစ်လုံးပဲဖွင့်ကြည့်တယ်နှလုံးလုံးဖွင့်ရမှာပြင်းလို့အဲ့ဒါနဲ့အလုပ်မလုပ်တော့သူ့မိမကဲရှင်မလုပ်ရင်ကျွန်မပဲလုပ်တော့မယ်ဆိုသူ့မိမကပဲအလုပ်တွေအကုန်ပတ်လုပ်စိုက်ခင်းနဲ့လည်းသူကဆင်းပြီးတော့ပြန်သွားအဲ့ဒီဂုရုကြီးတစ်ပါးပေါ့သူတော်စင်ကြီးတစ်ပါးနဲ့သူကတွေ့တော့အိမ်ကိုပင့်လာတယ်စွန်စားကြွပါပင့်လာပြီးတော့အဲ့ဒီမှာအိမ်ကိုရောက်တော့ကိုပုံနာငပြင်းရေးထားအောင်ဒီမှာသူတော်စင်ကြီးပါတယ်သူ့စွန်းနေပါတယ်ကက်မယ်ဟိုရဝစ်စာလေးတွေဘာလေးတွေလုပ်ပေးအဲ့ဒါနဲ့သူတို့လင်မယား2ယောက်ကနေပြီးတော့အဲ့သူတော်စင်ကိုစွန်းနေပါတယ်ကက်ကြတယ်ပြုစုပေးကြတယ်ပေါ့ပုံနာငပြင်းကိုသူတော်စင်ကြီးကမင်းလိုရာစုတစ်ခုသာတောင်းရမယ်ဆိုလို့ရှိရင်မင်းဘာဖြစ်ချင်တယ်လဲသူအလုပ်လုပ်เสียမလို့ပဲနဲ့သူ့ရဲ့အလုပ်တွေကိုသူများလုပ်ပေးတာမျိုးလိုချင်တယ်ကြဒါဆိုလို့ရှိရင်လဲပြည်ရမှာပေါ့ဒီသူတော်စင်ကြီးပြန်သွားတဲ့အခါမှာသူ့ရဲ့ရှေ့မှာဘလူးကြီးတကောင်ဘွားကနေပေါ်လာသူလန့်သွားတော့သူကပြောတယ်ခမရဲ့အလုပ်တွေအကုန်လုံးကိုကျုပ်ကိုခိုင်းလို့ရတယ်ခမလုပ်သမျှအလုပ်တွေအကုန်လုံးကျုပ်အကုန်လုံးလုပ်ပေးမယ်ပထမတော့လန့်ပြီးကြောက်တယ်နောက်တော့သူကပျော်သွားတယ်ဟာဟုတ်ပြီငါဒီနေ့ကစပြီးတော့အလုပ်လုပ်เสียမလို့တော့ဘူးငါရဲ့အလုပ်တွေကိုဒီကောင်ခိုင်းရမယ်ငါကိုစားအလုပ်လုပ်ပေးမယ်လို့ဟုတ်တယ်ခမအလုပ်တွေမှန်သမျှကိုကျုပ်ကိုခိုင်းရမယ်ဒါပေမဲ့ကျုပ်ကအမြဲတမ်းအလုပ်လုပ်နေမှရမှာနော်ကျုပ်ကိုမခိုင်းတော့ရင်ကျုပ်အလုပ်မလုပ်ရတော့ရင်ခမကိုစားမှာကျုပ်ကိုတစ်ခုပြီးတစ်ခုမဟုတ်တစ်ခုအမြဲတမ်းခိုင်းနေရမှာစိုက်ခင်းတွေဟွာအမဧကကြီးအများကြီးပဲရှိရေသွားလောင်းကွာအဲ့ဒါဘလူးကပျောက်သွားပြီးတော့ရေသွားလောင်းတယ်ဟောဒီစိုက်ခင်းတွေအများကြီးရေလောင်းရမယ်ဆိုတော့နော်ဂျာမာပဲဆိုပြီးတော့သူအိမ်ထဲမှာသွားပြီးတော့သွားထိုင်နေတယ်ဒါပေမဲ့ခဏလေးတော့ပြန်ရောက်လာတယ်ရေတွေလောင်းပြီးသွားပြီဟာမြန်လိုက်တာဘာဖြစ်လို့အဲ့လောက်တောင်မလောင်းလဲကျုပ်ကတကူးရှိတဲ့ဘလူးတွေအကုန်လုံးလောင်းပြီးသွားပြီတဲ့ဟာဒီလောက်တောင်မြန်တာနောက်တစ်ခုမြန်ခိုင်းတယ်ချက်ချင်းကြတော့နောက်တစ်ခုဘယ်လိုမြန်ခိုင်းရမှာလဲအဲ့ဒါဆိုလို့ရှိရင်လဲကွက်အစ်စ်ကိုသွားပြီးတော့ထွန်ကွာအဲ့နဲ့သူလဲကွက်အစ်စ်ကိုသူသွားထွန်ဒါဆိုတော့တော်တော်ကြာမှာပဲဒါပေမဲ့လည်းမကြောက်ခဏလေးနဲ့ပြီးသွားပြန်ဒုက္ခပဲကဲခမကျုပ်ကိုတစ်ခုပြီးတစ်ခုခိုင်းတော့မခိုင်းစရာကုံသွားတဲ့အချိန်ခမကိုကျုပ်စားမှာအဲ့တော့သူ့မှာစဉ်းစားပြီးတော့လုပ်ပါတယ်ဘာလို့မှမသိဘူးအကြက်ရိုက်နေတယ်ပေါ့မခိုင်းရင်လည်းသူကအစားခံရတော့သူ့မှာအစားပြင်းလို့အလုပ်မလုပ်ချင်ဘူးဆိုတော့မှသူများကိုခိုင်းတဲ့အလုပ်တစ်ခုကပိုတိုးလာအဲ့တော့ကိုယ့်ကိုထားလို့ကိုယ့်ကိုနားလိုက်ထားလို့လိုက်ပြင်းချိန်တိုင်းပြင်းလှုပ်ချိန်တိုင်းလှုပ်ပြင်းချိန်တိုင်းပြင်းလှုပ်ချိန်တိုင်းလှုပ်အေးဆေးဆေးပဲတတရပဲအခုတော့ခုနကသူတောင်းခဲ့တဲ့စုအတိုင်းသူတော်စင်ကြီးကသူ့ကိုပညာပေးချင်တာနဲ့အဲ့ဒီဘလူးကြီးကိုဖန်ဆင်းပေးခဲ့လိုက်တယ်အဲ့တော့ငပြင်းကခိုင်းစရာမရှိတော့ဒုက္ခတွေရောက်အဲ့တော့မှသူ့မိန်းမပြောတယ်ကဲအဲ့ဘလူးကတော့နော်သူ့ကိုမခိုင်းတော့ရင်တော့ရှင်တော့စားတော့မှာအဲ့တော့ရှင်မှတ်ပြီလားနောင်တရပြီလားကိုအလုပ်ကိုအေးဆေးလုပ်နေကောင်းတာကိုအပြင်းထူပြီးတော့ကိုအလုပ်တွေသူများကိုလုပ်ပေးခြင်းနဲ့ဘာကိုလိုချင်ပါတယ်ဆိုပြီးတော့ရှောက်ပြီးတော့စုရသွားတောင်းအခုတော့အိမ်မှာဘလူးကမခိုင်းရင်ရှင်းကိုစားတော့မယ်သူ့ကိုလည်းငါခိုင်းတာပဲတဲ့ तू ကအလုပ်လုပ်တာညံတော့တဲ့ဘယ်လိုလုပ်မလဲတဲ့ခဏလေးနဲ့ပြီးသွားတာသူများကိုလုပ်ခိုင်းရတာတော်တော်လေးကိုခက်တယ်။ပြီးရင်ဘာခိုင်းရမလဲဘာပြီးရင်ဘာခိုင်းရမလဲလို့စဉ်းစားတာခက်ဆုံးကိုယ့်ကိုထားလုပ်လိုက်ရင်တော်သေးတယ်။အဲ့ဒါနဲ့ဟုတ်ပြီရှင်ဂတိပေးရှင်ဒီနေ့ကစားပြီးမပြင်းတော့ဘူးကိုအလုပ်ကိုလုပ်တော့မယ်လို့ဂတိပေးရင်အဲ့ဒီဘလူးရှင်ကိုမစားအောင်ကျမလုပ်ပေးမယ်။ဟာမင်းကဘယ်လိုလုပ်ပေးမှာလဲ။ကဲတော့ဘလူးကိုအလုပ်တစ်ခုခိုင်းလိုက်မယ်။ဘာလို့ခိုင်းလဲဆိုတော့သူတို့အိမ်ရရှိတဲ့ခွေးအဲ့ဒီခွေးအမိကကောက်နေတဲ့ဘလူးကိုသူကပြောတယ်သူမိန်းမကဲတင်လိုက်တာနော်သူမိန်းမပြောတာအဲ့ဘလူးတဲ့ငါတို့အိမ်ကခွေးအမိကကောက်နေတဲ့အဲ့အမိကိုရအောင်ဖြောင်းပေးတဲ့အဲ့ဟုတ်ပါပြီဆိုဘလူးကအဲ့အမိသွားဖြောင်းတယ်အဲ့ဒါသူ့ယောက်ျားပြောတယ် तू ကအလုပ်လုပ်တာအရမ်းမြန်တာတဲ့ရေတွေလောင်းတာတော့မခဏလေးနဲ့ပြီးတာလဲထွန်းတာလဲကွက်ကလည်းခဏလေးနဲ့ကိုပြီးတာတဲ့အခုခွေးအမိလေးကိုသွားဖြောင်းခိုင်းတော့ तू လည်းခဏလေးနဲ့ပြီးမှာပေါ့တဲ့အဲ့ဒါနဲ့ယောက်ျားကိုပြောတယ်ခွေးအမိကလည်းတသက်လုံးထိုင်ဖြောင်းလဲတဲ့ဖြောင်းလာမှာမဟုတ်ဘူးအဲ့တော့သူ့အိတ်လုတ်ပေးလိုက်တာလေသူတနေ့လုံးထိုင်ဖြောင်းနေလိမ့်မယ်အဲ့နဲ့ဘလူးလိုက်မှာခွေးရအမီကိုဖြောင်းခွေးရအမီကဘယ်တော့မှမဖြောင်းလာအောင်တော်သေးတာပေါ့သူ့မိန်းမကဲလို့